ဒီဂိမ်းကိုဟိုတစ်ခါတော့ဆိုတာလုံးဝကိုမနိုင်ဘူးဒီတစ်ခါတော့နိုင်အောင်ကိုစော့မယ်နိုင်အောင်စော့မယ်ဆိုမှနိုင်အောင်စော့မယ်ဆိုဟာမြေခွန်းကဘယ်မှာလဲဘယ်ကြံကြီးကလဲပြန်စော့မယ်နေရောနိုင်အောင်စော့မယ်ဆိုမှရော့နေကဘာဂိမ်းမလို့လဲဘာဂိမ်းမလို့ဘာဂိမ်းမလို့လဲဟာမျက်လုံးပဲပြောက်သွားပြီနှကားပေါ်မယ်ပြန်စိန်ခေါ်ရင်အတိမ်မော်ထိလိုက်လေမှန်သွားပြီလာနေငါ့ကိုစိန်ခေါ်ရဲ့ဟာမျက်တောင်မူအပေါ်မှာကြံခဲ့ပြန်ဆော့မယ်လားရော့ရော့ဟာဗဇက်နဲ့မျက်တောင်မူအပေါ်မှာကြံခဲ့စိတ်ညစ်လိုက်တာကဲဒီတစ်ခါနောက်ဆုံးမယ်ဒီတစ်ခါနောက်ဆုံးမှမနိုင်ရင်မစောတော့ဘူးနော်ဒီတစ်ခါနောက်ဆုံးမယ်နောက်ဆုံးမယ်နောက်ဆုံးတော့ဒါနောက်ဆုံးကဲဒါနောက်ဆုံးဒါနောက်ဆုံးတော်ပြီတော့မစောတော့